ချိန်ပြောစရာကောင်းတယ်ဖေးမေရဲ့မိသားစုရဲ့ဆုံးလင်းတဲ့တွေ့ချင်းတွေနဲ့ရာရာဟာလာပါနေခဲ့ကျင်နာစွာမေးချက်ချွေးခဲ့သူဆုံးဤတွင်ဝိုင်းလေရဲ့ဖွယ်ရရင်ပြီးတို့စရာလဲအမရနေစေအိမ်များတဲ့ပြုံးလေးတွေရဲ့ငွေချွေတဲ့ချစ်မေတ္တာတွေနဲ့မသားရတဲ့နေရက်တွေတူနဲ့တူပေလို့ခုခဲ့ထာမိသားစုပဲဒီချိန်မှာနေစီကွယ်နေစုံနိုင်ပြီးရလာနေတွေကိုစီရဲ့တီးစိတ်တွေတဲ့ရာရာဟာလွမ်းမောစရာပဲချင်းချင်းမှာပြန်ဆောင်ရမယ်ရေရွယ်ကအတင်ထားတယ်မိမိရဲ့ပြုံးများစွာနဲ့စီလို့ချိုခွေချမ်းသာတဲ့လောကတဲ့ရဲ့မပြေဝတဲ့ဘဝချင်းတွေတွေ့ဒီချိန်မှာအိမ်အိုကြည့်တဲ့အလွန်များနဲ့ဆောင်းလို့ချိုမဲ့အမေအိုတယောက်တည်းညာတဲ့ပြုံးလေးတွေရဲ့နေထွေတဲ့ချစ်မေတ္တာတွေနဲ့ဒီပါရတဲ့နေရက်တွေတွေ့တူနဲ့တူ